ဆီယမရဲ့ပြည်သက်ကြီးအားလုံးကိုဆီယမ16 break ပေးခဲ့တယ်နော်အဲ့ဒါအားလုံးရကြရဲ့လားဒီတနင်္လာနေ့ကတော့အဖွင့်လာခဲ့ပါပြီဆီယမဒီတနင်္လာနေ့အတွက်16 break နဲ့ပေးခဲ့တာ9တစ်ထိအောင်သွားပါတယ်နော်ဆီယမစကားကိုနားထောင်ရင်ဆီယမထိုးခိုင်းတာကိုထိုးရင်ဒီညနေလဲထည့်ရမယ်တေချာလိုက်မှတ်ထားပါနော်ဝမ်းချင်းအနေနဲ့ဆိုရင်ဆီယမက69ဝမ်းချင်းကိုကြိုက်ပါတယ်69ကတဲ့လေလာနိုင်ခြေရှိပါတယ်နော်69ဝမ်းချင်းကိုကြိုက်ပါတယ်တကယ်လို့ဆရာမရေဟောနော်အများကြီးတော့မတန်နိုင်ဘူးတကွက်ကောင်းပဲပေးပါဆိုရင်အဲ့ဒီ69ကိုလည်းဆရာမကတဲ့အနေနဲ့ကြိုက်ပါတယ်ဒါတကွက်ကောင်းပေးရမယ်ဆိုရင်69ကိုထိုးပါနော်တေချာပြန်ပြောပါမယ်69အရင်အနေနဲ့တော့နည်းနည်းလေးပြန်အားထိုးပါကီးနဲ့စော့နေတဲ့သူတွေဆိုရင်တော့ဆရာမကြိုက်တဲ့ကီးက4နှစ်ခွန်ကီးရှိပါတယ်နော်4နှစ်ခွန်ကီးရှိပါတယ် break အနေနဲ့ကတော့3-5ခွန် break ကိုကြိုက်ပါတယ်ဒီညနေမှာ3 break 5 break ခွန် break ဆင်းဖို့ရှိပါတယ်အပူဆင်းဖို့ကတော့အားနည်းနေတာမို့အပူကတော့မဆင်းပါဘူးနော်ဒီညနေအပူဆင်းဖို့မရှိပါဘူးအပူထိုးနေတဲ့သူတွေရှိရင်ခဏရပ်ထားလိုက်ပါဆရာမကဝမ်းချင်းလေးပြီးကီးစော့တဲ့သူတို့လည်းကီးလည်းပြီးဗရေလည်းပြီးဆိုတော့ဆရာမအကြိုက်ဆုံး main အောကွက်3ကွက်ကိုထုတ်ပေးပါမယ်ဒီညနေ main အောကွက်3ကွက်ကိုထုတ်ပေးပါမယ်ဒီညနေ4ကွက်မှာတဲ့အောင်ခြင်းဒီ main အောကွက်3ကွက်ကိုစော့ကြည့်ပါဦးတင်ပြီးစော့ကြည့်ပါဒါပေမဲ့တခုတတိထားမှာကဘယ်ဆရာမတော့အမြဲမှန်မနေပါဘူးเนาะဘယ်ဆရာမတော့အမြဲတမ်းနိုင်မနေပါဘူးဒါကြောင့်ကိုညာလေးနဲ့ကိုချင်းချင်းပြီးတော့ထိမ့်ပြီးစော့ကြပါတခါတည်းမှာအလွယ်ချော့လေးတွေရှိခဲ့ရင်လေဆရာမကိုနားလဲပေးပါဆရာမကမမမခေါ်ဘူးပေါက်ပြီးမတောင်းဘူးဆရာမရဲ့ပရိသတ်တွေကိုစေတနာထားပြီးဆရာမအပင်ပန်းခံပြီးတွက်ချက်ပေးထားတာပါဆရာမကြိုက်တဲ့ main အောကွက်ကိုပြောပြီးပြီနော်4369ဒီမှာမှတကွက်တည်းရွေးရမယ်ဆိုရင်တော့ဆရာမက69ကိုဒဲကြိုက်ပါတယ်ထိုးမယ်ဆိုရင်69ကိုတင်ပြီးထိုးစီခြင်းပါတယ်ဆရာမရဲ့ပရိသတ်တွေအားလုံးပဲအောင်မြင်ကြပါစေရွှေခွက်အပြည့်နဲ့ခံနိုင်ပါစေအကျွေးတွေကြေပါစေ